ချစ်နဲ့ပထမဆုံးတဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျိုးခံစားရလဲဆိုတော့ကဘာလောကကြီးကနာရဲ့တန်ထွားလို့ပဲငါတဲ့မင်းနဲ့ဆုံးနိုင်လေကြည်ရရင်ဘလိုက်ဘလုံးနေတာရတဲ့မင်းရှိတယ်လေရင်ဝင်တဲ့တချာရောက်ရင်နဲ့ဘဝကိုတာရရဲ့မလို့နေအတတ်ဆုံးမနာမမြဲရှိချင်တယ်ရင်ဝင်တဲ့မေးစနာကိုရဲ့နဲ့ညဉ့်ညင်မှုဆိုးမြတွေ့စေဘဝကိုသူခိစမေမေနေငါဝရဲ့ကောင်းကင်မေမမတော့ညမငါတွင်ငွေလာမင်းငယ်မေဘယ်လိုမှစားထုတ်မရနိုင်ဘူးခိုင်ပါဆုံးဝရဲ့ချောဆောင်